ရမှာပြောစရာရှိတယ်ဗျမကြောက်ဘူးလို့ပါဇက်ကကြိုက်တယ်လို့ပြောလို့ရတယ်ရင်ထဲမှာအကြောက်တရားရှိရတဲ့အကြောင်းရင်းအချက်၃ချက်ကြောင့်တစ်ပညာမတတ်တဲ့လူဟာပညာတတ်တဲ့လူကိုကြောက်ရတယ်ကြောက်တော့လူမျိုးတွေပညာတတ်အောင်သင်နှစ်အကျင့်သီလနဲသူဟာအကျင့်သီလကြီးသူကိုကြောက်ရတယ်သီလနဲရင်တတ္တိနဲတယ်သီလကြောင်ရင်တတ္တိကြောင်တယ်တတ္တိမရှိတာသီလမရှိဘူးဒါကြောင့်မကြောက်ဖို့ဆိုရင်တစ်ပညာတတ်အောင်သင်နှစ်ဇာတိတကောင်းအောင်နေကြသုံးချမ်းသာဖို့လိုတယ်ပတ်စံငွေမရှိရင်ငွေရှိတဲ့လူကိုကြောက်တာဒါသဘာဝပဲဒါပြင်ချမ်းသာတယ်ဆိုရင်စင်းရဲနိုင်တဲ့အချက်တွေသိရမှာပေါ့အိမ်တဲ့အိမ်စင်းရဲရတဲ့အချက်၅ချက်ရှိကျွန်တော်တို့အိမ်ကြီးဟောဒီထဲမှာရှိတဲ့စာချစ်သူတွေရဲ့အိမ်စင်းရဲနေတယ်ဆိုရင်ကျွန်တော်ပြောတဲ့၅ချက်ထဲကအချက်တော်တော်များများညှိနေတာစင်းရဲတယ်တစ်ချက်နဲ့ချက်ဆိုနည်းနည်းစင်းရဲတစ်ဘယ်လိုအိမ်တွေဆင်းရဲတယ်လဲဆိုဟောဒီအိမ်ကိုခေါင်းဆောင်လုပ်နေတဲ့အဖေနဲ့အမေရဲ့စီမံခန့်ခွဲမှုညံ့ဖြစ်ရင်လည်းအိမ်ဆင်းရဲတယ်ကျွန်တော်ဝန်ထမ်းသားသမီးပါကျွန်တော်တို့ဆင်းရဲပါတယ်ဖေနဲ့မေစီမံခန့်ခွဲမှုညံ့တယ်ဖေကရက်ကလေးတများများနေအမေကလည်းလေအိမ်ကြောင်ကိုစကူကရှောက်ချက်တာအမေကလည်းမတော့ဘူးအမေနဲ့ဖေစီမံခန့်ခွဲမှုညံ့တယ်ကျွန်တော်ဆင်းရဲခဲ့ကြတယ်ဒီအိမ်ရဲ့အဖေနဲ့အမေအိမ်ရဲ့ခေါင်းဆောင်အိမ်ရဲ့ဦးစီးဖေနဲ့အမေစီမံခန့်ခွဲမှုညံပြင်းဆင်းရဲတယ်လို့နှစ်မောင်နှမချင်းချင်းရံဖြစ်နေတဲ့အိမ်နဲ့ဆင်းရဲတယ်တိုင်းဒီလိုပြောရင်ပြည်ရင်းစစ်ဖြစ်နေဆင်းရဲတယ်ပေါ့ဗျာသုံးအိမ်တအိမ်ဆင်းရတဲ့အကြောင်းရင်းဟာအိမ်မှာရှိတဲ့မိသားစုဝင်တွေဟာသူတို့ကိုယ်တိုင်အိမ်တွင်သခိုးတွေဖြစ်နေရင်လည်းဆင်းရဲတယ်ဗျာဖေမေမသိအောင်သားသမီးကပတ်စံနေခိုးဒီပီဂိမ်းကိုသွားဘာကိုပြောလားနော်ဖေကလည်းအမေမသိအောင်ပတ်စံနေကစ် KTV ကိုသွားကာလာအိုကေသွားအမေကလည်းဖေမသိအောင်ပတ်စံနေကစ်နှလုံးနေထိုးသုံးလုံးနေထိုးအိမ်တွင်းသခိုးတွေများတော့ဆင်းရတာပေါ့စဉ်းစားကြည့်တိုင်းပြည်လိုပြောရင်တော့လက်ဖေးလက်ယူမှုတွေမတော်မတရားလုပ်မှုတွေများရင်လည်းဆင်းရဲတယ်နောက်တစ်ချက်လက်ကြောမတင်းတဲ့လူတွေကြီးနေတဲ့အိမ်ကလည်းဆင်းရဲတယ်အိမ်တိုင်းမှာလူပြင်းနေများရင်ဆင်းရဲတယ်ကျွန်တော်တို့တိုင်းပြည်နဲ့ချင်းကျွန်တော်တိုင်းပြည်မှာလက်ကြောတင်းတဲ့လူနေတယ်ဗျတစ်ပင်ခုတ်ရောင်းတာအမှုတူပရောင်းမလို့စိတ်ကူးလက်ကြောမတင်းမှုထုတ်ရောင်းလက်ကြောမတင်းမှုဆင်းရဲမှာပဲစဉ်းစားကြည့်လက်ကြောမတင်းတဲ့လူပွဲစည်းရှင်းလဲဆင်းရဲတယ်လို့နောက်ဆုံးချက်အိမ်ကြီးချင်းကောင်းမရှိရင်လည်း